အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒိုင်နိုဆောတွေဟာကျွန်တော်တို့ကဘာကြီးဘော်ကနေဘယ်လိုပုံစံမျိုးနဲ့ပျောက်ကွယ်သွားခဲ့တယ်လဲဆိုတာကိုရှင်းပြပေးမှာပါသိပ္ပံပညာရှင်တွေဟာကဘာကြီးဘော်ကိုကြောက်ရောက်ခဲ့တဲ့ဥက္ကာခဲတစ်လုံးကြောင့်ဒိုင်နိုဆောမျိုးစိတ်တွေအားလုံးပျောက်ကွယ်သွားရတယ်လို့သတ်မှတ်ခဲ့ကြပါတယ်ဒီဟာကတကယ်ကိုမှန်ရဲ့လားဥက္ကာခဲအရေးအစားဘလောက်ကြီးမားလို့ဒိုင်နိုဆောမျိုးစိတ်အားလုံးပျောက်ကွယ်သွားရတဲ့အထိဖြစ်ခဲ့တာလေဒါကတော့စဉ်းစားစရာပါဒီဖြစ်ရအားလုံးရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တန်းပေါင်း240ကိုပြန်သွားကြည့်ရမှာဖြစ်ပါတယ်။ဒါမျိုးစိတ်တွေဖြစ်တည်ခဲ့တဲ့နှစ်ကာလလို့ဆိုရမှာပါ။ဒီဗီဒီယိုမစတင်ခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။ကဲဒါဆိုရင်စတင်လိုက်အောင်ဗျာ။ဒိုင်နိုဆောဆိုတဲ့စကားလုံးကိုမိတ်ဆွေတို့ရှင်းနေပြီးသားဖြစ်မှာပါ။ဒိုင်နိုဆောဆိုတာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကကမ္ဘာကြီးပေါ်မှာကျင်လည်ကျဆားခဲ့တဲ့ကြောက်ရွံ့ရှိတရားဝါပဲဖြစ်ပါတယ်။ဒိုင်နိုဆောမျိုးစိတ်တွေရဲ့မျိုးပွားမှုဟာဥက္ကနဲ့တဆင့်မျိုးပွားကြတာဖြစ်ပြီးတွားသားတရားဝါအုပ်စုဝင်တွေလည်းဖြစ်ကြပါတယ်။တချို့သောလူတွေဟာဒီတရားဝါတွေဟာနှုတ်တိုက်တရားဝါတွေလို့ထင်တတ်ကြပါတယ်။တကယ်ကလုံးဝမဟုတ်ပါဘူး။ဒီတရားဝါတွေရဲ့ပုံသဏ္ဍာန်ကိုရုပ်ရှင်တွေဗီဒီယိုတွေထဲမှာမကြာခဏတွေ့ဘူးကြမယ်ထင်ပါတယ်။ရုပ်ရှင်တွေထဲမှာမပါတာကတော့သူတို့ရဲ့အရေးပြားပုံသဏ္ဍာန်ပါ။ဒိုင်နိုဆောမျိုးစိတ်တွေရဲ့အရေးပြားဟာငါးတွေလိုအခြေခွန်တွေနဲ့ဖုံးအုပ်ထားကြတာပါတချို့သောမျိုးစိတ်တွေမှာအတောင်မှန်နေတောင်ပါနေပါသေးတယ်ဒီလိုဒိုင်နိုဆောမျိုးစိတ်တွေရဲ့ဥဥချင်းအတောင်မှန်ပါခြင်းလမ်းလျှောက်တဲ့ပုံသဏ္ဍာန်တွေဟာလက်ရှိကမ္ဘာမှာရှိနေတဲ့ငှက်မျိုးစိတ်တွေရဲ့ genetic နဲ့အတော်ကိုတူတာပါဒီလိုအချက်တွေကြောင့်ပဲဒိုင်နိုဆောတွေရဲ့ဆင်ငယ်ပြောင်းလဲခြင်းကနေဖြစ်ပေါ်လာတဲ့သတ္တဝါတွေဟာငှက်တွေလို့ယူဆထားကြပါတယ်မိတ်ဆွေတို့အိမ်မှာသာငှက်တစ်ကောင်ရှိမယ်ဆိုရင်မိတ်ဆွေဟာဒိုင်နိုဆောတစ်ကောင်ကိုပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်ဒိုင်နိုဆောတွေဟာအသားစားကုန်းတွေတရားဝါတွေဖြစ်ပြီးရှာဖွေတွေ့ရှိမှုတွေအရအကြီးဆုံးရုပ်ကျွင်းကတော့ပေအားဖြင့်115ပေကနေ113ပေအထိရှိလျားပါတယ်ဒီထက်ကြီးတဲ့ရုပ်ကျွင်းတွေလည်းရှိနေနိုင်ပါသေးတယ်လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာမှာဒိုင်နိုဆောတွေလိုပဲပျောက်ကွယ်သွားရတဲ့သက်ရှိမျိုးစိတ်များစွာရှိပါတယ်ဒီလိုထူးဆန်းတဲ့တရားဝါတွေပေါ်ပေါက်ခဲ့တဲ့နှစ်ကို Triassic ခေတ်လို့ခေါ်ပါတယ်ရုပ်ရှင်တွေထဲမှာဒိုင်နိုဆောစကားတွေကို Jurassic လို့နာမည်ပေးထားတာကတော့ Triassic ဆိုတဲ့စကားလုံးကိုမွေးစားပြီးယူသုံးထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးဒိုင်နိုဆောတွေပျောက်ကွယ်သွားစေတဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ဥက္ကာခဲနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်။လွန်ခဲ့တဲ့နှစ်တန်းပေါင်း66တန်းခန့်မှာကမ္ဘာကြီးကိုဝင်တိုက်ခဲ့တဲ့ဥက္ကာခဲရဲ့တက်ရောက်မှုကြောင့်သက်ရှိမျိုးစိတ်အားလုံးရဲ့85%ခန့်ဟာမျိုးတုံပျောက်ကွယ်သွားခဲ့ရတယ်ဆိုတာကိုမိတ်ဆွေတို့သိပါသလားဝင်တိုက်ခဲ့တဲ့ဥက္ကာခဲရဲ့အရွယ်အစားဟာအချင်း6မိုင်ကနေ9မိုင်အထိရှိပါတယ်ဒါဟာကမ္ဘာကြီးနဲ့ရှင်းမယ်ဆိုရင်အလုံးကိုသိငယ်တဲ့အရွယ်အစားပဲဖြစ်ပါတယ်မိတ်ဆွေတို့မြင်အောင်ပြောပြရမယ်ဆိုရင်ဒါဟာစင်တကောင်နဲ့ပွဲစိတ်တကောင်ရဲ့အရွယ်အစားလိုမျိုးပါဒါပေမဲ့ဒီသိငယ်တဲ့ဥက္ကာခဲရဲ့ဖြည့်ဆည်းနိုင်စွမ်းအားကတော့အလုံးကိုကြီးပါတယ်ဒီဥက္ကာခဲရဲ့ဖြည့်ဆည်းနိုင်စွမ်းအားကိုAlbert Einstein ရဲ့ E=mc² formula နဲ့နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ E=mc² formula မှာအရာဝတ္ထုရဲ့အလေးချိန်နဲ့အလင်းရဲ့အလင်းနှစ်ဆနဲ့မြှောက်လိုက်မယ်ဆိုရင်အရာဝတ္ထုရဲ့စွမ်းအင်ကိုရရှိမှာဖြစ်ပါတယ်။ဒါဟာအလွန်များပြားတဲ့စွမ်းအားပါ။ဒီဥက္ကာခဲကျဆင်းခဲ့တဲ့နေရာကတော့မက္ကဆီကိုနိုင်ငံယူကရန်ကျွန်းဆွယ်ကမ်းလွန်ပြင်မှာဖြစ်ပါတယ်။ဥက္ကာခဲကျဆင်းခဲ့တဲ့နေရာဟာအကျယ်ကီလိုမီတာ150မိုင်အားဖြင့်93မိုင်အနက်12မိုင်ရှိတဲ့ဂျိုင်ဝမ်ကြီးဟာယနေ့အချိန်ထိရှိနေပါသေးတယ်။အဲ့ဒီအချိန်ကာလမှာဥက္ကာခဲကျဆင်းခဲ့တဲ့နေရာကနေကီလိုမီတာအပြည့်1000မိုင်အပြည့်600ကျော်မှာရှိတဲ့သက်ရှိမျိုးစိတ်အားလုံးတည်ဆုံးခဲ့ရပါတယ်။ဒါဟာကမ္ဘာမျက်နှာပြင်ရဲ့200%ပဲရှိသေးတာပါ။ဒီတရားမှုရဲ့ဗဟိုချက်ကနေကီလိုမီတာ9000မိုင်3000ကျော်ကမ္ဘာမျက်နှာပြင်ရဲ့10%ခန့်အထိအမြင့်ပေရာချီတဲ့ဆူနာမီလှိုင်းလုံးတွေနဲ့မီတောင်ပေါက်ကွဲမှုတွေကြောင့်ကုန်းနေရင်တဲ့တော်ဝါအများအပြားထပ်မံတည်ဆုံခဲ့ရပါတယ်။ဒီဖြစ်ရဲ့အပြီးမှာဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကြောက်မှုဖုံမှုနဲ့မိခိုးတွေဟာအမြင့်ပေထောင်ချီအထိရောက်ရှိသွားပြီးကမ္ဘာတစ်ခွင်လုံးကိုလာပေါင်းများစွာလွှမ်းခြုံလို့သွားခဲ့ပါတယ်။ဒီလိုလွှမ်းခြုံမှုကြောင့်ပဲနေရောင်ကြီးဟာကမ္ဘာမြေမျက်နှာပြင်ပေါ်ကိုမရရှိနိုင်တော့ပဲအပူချိန်အဖြစ်-20 ဒီဂရီဆဲလ်စီယပ်ကနေ-30 ဒီဂရီဆဲလ်စီယပ်အထိလာပေါင်းများစွာကျဆင်းလို့နေခဲ့ပါတယ်။ဒီဖြစ်ရကြောင့်ပဲအပင်အားလုံးတည်ဆုံသွားပါတယ်။အပင်တည်ဆုံတာကနေအပင်စားတရားဝါတွေတည်ဆုံလာကြပါတယ်။အဲကနေမှတဆင့်အသားစားတရားဝါတွေလည်းအများအပြားတည်ဆုံသွားကြပါတယ်။ဒါဟာအစာကွင်းဆက်ပြတ်တောက်ခြင်း ecosystem လွဲမှားခြင်းလို့ခေါ်ပါတယ်
ဒီဖြစ်ရဲ့ကြောင့်ပဲမျိုးရိုးဗီဇပြောင်းလဲသွားကြတဲ့တရားဝါတွေလည်းများစွာပေါ်ပေါက်လာခဲ့ပါတယ်ဒီဥက္ကခဲရဲ့အဖြတ်စွမ်းအားကတော့လက်ရှိတိုင်းတာမှုတွေအရအနုမြူပုံ10ဘီလီယံပေါက်ကွဲမှုနဲ့ညီမျှမှုရှိတာဖြစ်ပြီးကမ္ဘာမြေမျက်နှာပြင်ရဲ့10%ကိုသာဖျက်ဆီးနိုင်ခဲ့တော်လေနောက်ဆက်တွဲဆိုးကျိုးကြောင့်ပဲဒိုင်နိုဆောမျိုးစိတ်အပါအဝင်ကုန်းနေတရားဝါ90%ရေနေတရားဝါ90%ထိတိတ်ဆုံးခဲ့ကြတယ်ဆိုတာကိုဘိုးသူရရောက်ပွဲတင်ဆက်ရင်းနဲ့ကျွန်တော်ဗီဒီယိုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ